ຫນွေဦးရဲ့လေယူတွေကြားမှာဗရောက်ရှေဝါပွင့်တွေကနှစ်သစ်အတွက်သတင်းစကားပါလို့လာပါပြီ။ညီမတို့ရဲ့နှလုံးသားຫນွေဦးရဲ့ယရနာအေးမြတဲ့အတာသကြံပွဲတော်ကြီးပြန်လည်ရောက်ရှိလာပါပြီရှင်။ကြံဆိုတာရေပတ်ရုံနဲ့မဟုတ်ပါဘူး။နှစ်ဟောင်းကအနှစ်ကြီးတွေကိုမေတ္တာရည်စင်နဲ့ဆေးကြောပြီးစိတ်သစ်ကိုတင်းနဲ့နှစ်သစ်ကိုဖူးပြောင်းခြင်းမှာဖျားเจ้าကန်နဲ့ဇရက်တွေမှာကုသိုလ်ရေးအေးတွေလောင်းပတ်လို့ငင်းချမ်းမှုတွေပိုးထောင်တဲ့အချိန်ခါလေးဖြစ်ပါတယ်။လမ်းမတွေထက်ကတူးပို့တန်တွေမန်းတက်ထက်ကရင်းကတွေနဲ့အတူနှစ်ဟောင်းကိုနှုတ်ဆက်ပြီးနှစ်သစ်ကိုကြိုးစိုးနေပါတယ်။မုံလုံးရေပေါ်ရဲ့ချုံမိန်မှုစတုဒီသားရဲ့ရရောမှုတွေနဲ့အတူတနိုင်ငံလုံးမှာကြံပွဲကိုစစ်စစ်ကားကားဆင်နွှဲနေကြပါပြီ။အတာရရဲ့အေးမြမှုနဲ့အတူဘေးပရာတွေဝေးကွာပြီးလာမယ့်နှစ်သစ်မှာမြန်မာပြည်သူပြည်သားအားလုံးစိတ်အေးချမ်းသာစွာနဲ့နှစ်သစ်ကိုလှပစွာရှောင်လန်းနိုင်ကြပါစေကြောင်းBurmese AI Studio မှာစုမုံကောင်းတားမြစ်လိုက်ပါရရှင်။